ကြည့်နေရလဲအောက်ခံပေါင်းပြီးဘာရောင်လေးလဲလို့ကြည်နေတာအယောဒီမှာအမေဝယ်ခဲ့တဲ့တင်းကန်ပိုလေးရလေအားလုံးကလေငားတယ်သလုံးကတယောက်နဲတွေကြီးပဲခင်ဗျားတွေပြောမှာပေါ့တစ်ထည်လေးကိုဝတ်တယ်ဆိုရင်မှအဲ့ပြောတဲ့လူကငါတိကျင်နေတာအဲ့ကြောင့်မလို့တယောက်နဲ့ဝယ်ပေးခဲ့တာအမေကလည်းโอเคဒီမဲ့လူနိုင်ရှင်လောင်းတီဟုတ်ကဲ့ဆရာမယောက်ျားနဲ့မွေးရရှင်လူကြီးကလေးကကျမ်းပါတယ်ဟာဝမ်းတာလိုက်ဆရာမရေဒါပေမဲ့အင်္ဂါမစောဘူးဟာဆရာမဘယ်နေရာလဲမဆုံးတာလဲဗျသွားရပါမလားဘူးပြီးရင်လည်းစားနိုင်မှာကို့ဘွားကြီးကိုဝင်လာခဲ့ပါကြည့်ကိုတော်စားနိုင်နေရပဲချစ်ကဘာလို့မစားနိုင်ရမှာလဲစားမှာပေါ့ကိုရဲ့အေးမင်းစားနိုင်စားလေကိုကတော့စားချင်တာနဲ့စားမှာနော်ဖြစ်နိုင်ရင်အတိတ်ကိုပြန်သွားခြင်းတယ်အရင်တော့ဆိုရင်ရွှေကြီးတစ်ထုံမှ200ပဲရှိ给他的话那是谁么搞တဲအရင်ချောတာပဲကွာအော်ကိုရဲ့ကိုလည်းချောရဘလောက်ကောင်းလဲတဲလည်းကိုကိုချောတယ်လို့ပြောချင်လိုက်တာဘာမပြုတ်လေတဲလည်းကိုလိုပဲလိန်ပြောလိုက်ကိုတော်မမိမဟင်းချက်တာမြည်ကြည့်ပါဝေါရန်ကောင်းတယ်ရန်ကောင်းတယ်谁么搞ညီမလေးပြောလေကိုကြီးကိုကြီးမိမခိုးလာပြီဟာအမေတိလက်ခံမှာမဟုတ်ဘူးအကောင်မလေးကိုသူ့အိမ်ပြန်ပို့လိုက် Oh no ဟာပြန်သွားပို့ရအောင်ငါလက်ညှိုးနဲ့ထိုးလာမဟုတ်ဘူးရက်ကြည့်လို့အများမရှိဘူးနော်ရက်ကြည့်လို့အများမရှိဘူးမဝဲလဲကန်ကြည့်လို့ရတယ်မဝဲလဲကန်ကြည့်လို့ရပါတယ်ရှင်မဝယ်လေးကန်ကြည့်လို့ရတယ်ဟဲ့ညီမဘာရောက်လာလဲဟင်မွေးဟောက်ရောက်လာပါကိုအေးဟာဘာကြည့်နေရလဲအောက်ခံပေါင်းပြီးဘာရောင်လေးလဲလို့ကြည်နေတာအယောဒီမှာမေဘေးအိမ်ရလေအန်တီရဲ့နာမည်ကြီးကတမျိုးကြီးပဲနော်ဟာတမျိုးကြီးတော့သူ့နာမည်ကလှလှဝင်းလေနာမည်လောက်လှတာဩလှလှဝင်းလားအဖေကဘာလို့အဲ့ဒါဆိုချစ်ကလေးလို့ခေါ်တာအိမ်မှာခေါ်တဲ့နာမည်နေမယ်နော်လာပါစေနေဖေငါနဲ့တွေ့မယ်1988တုန်းကလူတယောက်ရေထဲခုန်ချလိုက်တာတကူလုံးရေဆူသွားတယ်